အားလုံးမင်္ဂလာပါကျွန်တော်ပီဇာပဲဖြစ်ပါတယ်ဒီနေ့ပြီးတော့မှ Sakura Gate ဆော့တော့မှာဖြစ်ပါတယ်ကျွန်တော်ကတော့အနီရောင်ကောင်ပဲဖြစ်ပါတယ်โอเคကျွန်တော်အဲ့ထဲဝင်လိုက်အောင်အော်မဂျိုကီမင်းဘာလုပ်နေလဲအော်ထိုင်တော့ easy ထိုင်လူလိုက်ငါ့ကိုတိပြောဒီတော့ကျွန်တော်ရဲ့ထမင်းစားဇွဲခေါ်လေးထိုင်လိုက်အောင်မโอเคထိုင်တော့ဟာဟင်းလည်းမသိတွားလိုက်အောင်မဒါအဲ့ကလည်းမဟုတ်အဲ့တိုင်းဆိုအော်ဒီမှာအဲ့ကျွန်တော်ခုံမထိုင်ပါဆိုထိုင်မယ်ကျွန်တော်ခုံမထိုင်ဘူးလို့ပဲပြီးတော့အတင်မို့ပေါ့နော်ဒါကကျွန်တော် game ခေါ်ပဲဖြစ်ပါတယ်ဟေးကျွန်တော် game ဆိုရှင်သူတွေကလည်းခုံးမရေးခဲ့ပေါ့နော်โอเคကျွန်တော်ထိုင်ပြီးတော့ဗီဒီယိုတင်ပါကွာဘာကြီးတော့ဟောဗီဒီယိုတင်โอเคအားလုံးဟာကျွန်တော်ပီဇာပြဒီနေ့ကျွန်တော်Sakura Gateဆော့တော့မှာပြောမလို့တော့တော့ပတ်စံယူလောက်မှာယူလောက်မှာဒီ2000ကကျွန်တော်အပြင်သွားမှာကွာမတခုတော့ဝယ်စားအောင်မှာဆူရှီဆိုင်သွားရင်ကောင်းမှမသိဆိုင်ကလေးစီးတော့သွားအောင်မှာကွာဆိုင်ကတာမှာကျွန်တော်အကြိုက်တဲ့အရောင်ကြီးဆိုင်ကပေးတာအနီရောင်ကားဒါဒါကားတော့ဝေးဆိုင်ကစီးခေကျွန်တော်ဆိုင်ရောက်ပြီးဖြစ်ပါတယ်ဒီဆိုင်မှာဆိုလေးရှိရောနော်ကျွန်တော်ဝင်ရမယ်โอเคကျွန်တော်ထိုင်လိုက်မှာဖြစ်ပါတယ်ပြတ်ခုကျွန်တော်မှာစားမှာကျွန်တော်ပါမောက်တွေပါဆိုင်ကောင်းမှာဒီပါမောက်မှာစားမှာပါမောက်မှာစားမယ်ပါမောက်ဗျာ对โอเคမှာလိုက်နော်ကျွန်တော်တို့စားကောင်းကွာစားလို့ကောင်းနေမအသွေးလေးကျွန်တော်ဘောင်းစကားပြောကျွန်တော်တို့ပဲပြောကောင်းမယ်โอเคဒီကျွန်တော်စကားကိုခေါ်တော့ပြောကြည့်အောင်မလားဒီပြ thank you လေโอเคကြည့်ဆိုတော့ကျွန်တော်တွားရအောင်အဲ့ပြန်ပြီးတော့ဗီဒီယိုပြန်တင်မှာကွာကျွန်တော်ဗီဒီယိုတင်မှာကွာလူဘောဗီဒီယိုတင်မှာလူဘောဘမ်ဘာအဲ့ရတော့ဖြည်းတာရောရှောวันนั้นရပါဆိုင်ကအိမ်ဝထားရလဲမောကျွန်တော်အတန်လေးတောင်းမှန်ပါတယ်ကျွန်တော်ဝင်သွားလာမှာဂျော်ကီမဘာလုံးနေတာလဲသူနဲ့စကားပြောမှာဘာပြောရမလဲမသိခွေးနဲ့လည်းစကားပြောတယ်နော်ဟေးဘာပြောအဲ့ဒီမှာရေကိန်းတာမင်းတို့ရောပကံစင်းညာအဆောက်ရှိပါတယ်ကျွန်တော်ဗီဒီယိုဝက်ထက်တင်လာမှာโอเคတော့ဗီဒီယိုတင်လာမှာဖြစ်ပါတယ်ဟေးပါကျွန်တော်တို့တွားရအောင်ပါအဲ့တကားဘယ်သူလက်ခေါ်တာလဲဟာမကြီးဘာလို့လဲကျွန်တော်မီးကြလာမှာတူပြောသူ့ကူညီအောင်တဲ့လူစိုးကိုင်းတွေကသူ့ဖန်โอเคကျွန်တော်သူ့ချီသွားပြီးတော့အဲ့ရမှာတပိတ်အဲ့လိုက်မှာနော်โอเคသူ့ဘယ်လိုချီရမှာ对CAR1အဲ့ဒါနဲ့ပဲချီရမှာဖြစ်ပါတယ်ကျွန်တော်ချီမလိုက်နော်ကျွန်တော်စော်တော့မဟုတ်ဘူးဒီကျွန်တော်ချီသွားမယ်ချီသွားပြီးတော့သူ့မှာချလာအဲ့လိုက်လို့ကျွန်တော်ပြောဒီနေ့အဲ့လိုက်တော့နော်ဟေးသူအဲ့လိုက်ပြီလားမသိโอเคသူအဲ့ပါပြီကျွန်တော်တို့လူစိုးကောင်းဆောင်ကိုတဖြည့်ရှင်းရတော့မှာပဲဖြစ်ပါတယ်ဟေးကျွန်တော်လူစိုးကောင်းပြောင်းတချင်ဖို့ဆိုရင်တော့ဒါတော့အပိုင်း1ပဲဖြစ်ရတာအပိုင်း2စက်တင်ဖို့ဒါကျွန်တော် channel လေးကို like and subscribe လုပ်ပြီးအားလုံးကြည့်ရရင်ကျွန်တော်တို့ပြီးစားပါ bye bye